2026 ခုနှစ်ဇန်နဝါရီလ9 ရက်နေ့ညကဗင်နီဇွဲလားနိုင်ငံကာရာကတ်စ်မြို့လယ်မှာဖြစ်ပွားခဲ့တဲ့သမ္မတနီကိုလတ်စ်မာဒူရိုကိုဖမ်းဆီးလိုက်တဲ့အမေရိကန်ရဲ့အထူးစစ်ဆင်ရေးဟာ21ရာစုရဲ့အကြီးမားဆုံးစစ်ရေးနဲ့နိုင်ငံရေးတုံ့လုံမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာရုရှားနဲ့တရုတ်နိုင်ငံတို့အတွက်တော့သူတို့ရဲ့မဟာဗျူဟာမြောက်မဟာမိတ်တို့ကိုလက်လွတ်လက်ယုံတွေမကပဲသူတို့ရဲ့စလနက်ပစ္စည်းတွေဟာအမေရိကန်ရဲ့နည်းပညာအောက်မှာအသုံးမဝင်ကြောင်းကမ္ဘာရှေ့မှောက်မှာတက်တည်ပြလိုက်သလိုဖြစ်သွားခဲ့ပါတယ်။မာဒူရိုရုရှားနဲ့တရုတ်တို့ရဲ့အနောက်ချမ်းကအကြီးဆုံးခံတပ်နီကိုလတ်စ်မာဒူရိုဟာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေကြားကနေရုရှားနဲ့တရုတ်ရဲ့အကူအညီနဲ့ဆယ်စုနှစ်တခုကျော်အာဏာကိုစုပ်ကိုင်ထားနိုင်ခဲ့သူပါမာဒူရိုဟာပူတင်အတွက်တော့လက်တင်အမေရိကမှာအားအထားရဆုံးမဟာမိတ်ပါရုရှားဟာဗင်နီဇွဲလားကိုဒေါ်လာဘီလီယံနဲ့ချီတဲ့စစ်လက်နက်တွေရောင်းချပေးခဲ့တယ်လို့ရုရှားစစ်တပ်ကကျွမ်းကျင်သူတွေစစ်လွတ်ပြီးမာဒူရိုရဲ့လုံခြုံရေးနဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုအနီးကပ်လေ့ကျင့်ပေးခဲ့ပါတယ်။ရုရှားအတွက်ဗင်နီဇွဲလားဟာအမေရိကန်ရဲ့ခြံနောက်ဖေးမှာအခြေစိုက်စကန်တစ်ခုရထားတယ်လို့ပါပဲ။တရုတ်ကတော့မာဒူရိုအစိုးရကိုငွေကြေးနဲ့နည်းပညာပိုင်းအရာကြောထောက်နောက်ခံပေးခဲ့ပါတယ်။ဗင်နီဇွဲလားရဲ့ရေနံကိုအဓိကဝယ်ယူပြီးဒေါ်လာဘီလီယံချီချင်းငွေတွေထုတ်ပေးခဲ့တယ်လို့လူထုကိုစောင့်ကြည့်တဲ့နည်းပညာနဲ့ရေဒါစနစ်တွေကိုတရုတ်ကတပ်ဆင်ပေးခဲ့ပါတယ်။မာဒူရိုကိုဖမ်းဆီးခြင်းရုရှားတရုတ်ကာကွယ်စနစ်တွေဘာလို့ကြာရှုံးခဲ့တာလဲအမေရိကန်စစ်ဝင်ကြီးပီဟက်ဆက်ကရုရှားစနစ်တွေအလုံးလုံးရဲ့လားလို့မေးခွန်းထုတ်ရတဲ့အထိမာဒူရိုကိုဖမ်းဆီးတဲ့စစ်ရေးဟာအောင်မြင်ခဲ့တာပါဒီနေရာမှာရှုထောက်3ခုကနေတုံးတက်နိုင်ပါတယ်နံပါတ်1ရေဒါတွေကိုမျက်စိကန်းအောင်လုပ်နိုင်ခြင်းမာဒူရိုရဲ့သမ္မတနန်းတော်နဲ့ခိုင်မာတဲ့ခန်းစစ်စခန်းတွေဟာရုရှားလို့ S-300VN ဒုံးကျည်စနစ်တွေနဲ့တရုတ်လို့ JY-27 ရေဒါတွေရဲ့အကာအကွယ်အောက်မှာရှိနေတာပါဒါပေမဲ့အမေရိကန်အထူးတပ်ဖွဲ့ဝင်200လောက်ဟာမြို့လေကောင်ကိုရောက်လာတဲ့အထိဒီစနစ်တွေကဘာလို့ပြစ်ခတ်မှုမလုပ်နိုင်ခဲ့တာလဲအမေရိကန်ဟာရေဒါဖြောက်နည်းပညာတွေမကပဲ Connected Electronic Warfare ကိုအသုံးပြုပြီးရုရှားတရုတ်ရေဒါတွေကိုပြစ်မှတ်အဆင့်နဲ့အတူမခွဲခြားနိုင်အောင်ရှုပ်ထွေးအောင်လုပ်ခဲ့ပါတယ်ဒီနေရာမှာဒီနည်းပညာအကြောင်းအနည်းငယ်ရှင်းပြပေးချင်ပါတယ်ဒီနည်းပညာကရိုး Electronic စစ်ပွဲထက်ပိုအဆင့်မြင့်ပါတယ်ညနေတူ AI ကိုအသုံးပြုပြီးရန်သူရေဒါတွေရဲ့လှိုင်းနှုန်းကိုအချိန်နဲ့တပြေးညီလေးလာကဘယ်လိုမျိုးနှောက်ယှက်ရမလဲဆိုတာကိုစက်ကသူ့ဘာသာသူသင်ယူပြီးဆုံးဖြတ်တဲ့နည်းပညာဖြစ်ပါတယ်ဗင်နီဇွဲလားစစ်ရေးမှာရုရှားရဲ့ S-300VN ရေဒါတွေဘာလို့မမြင်ရတာလဲဆိုတဲ့အချက်ရဲ့အဓိကတွက်ချက်လဲဖြစ်နိုင်ပါတယ်ရိုးနှောက်ယှက်မှုမျိုးဆိုရင်ရုရှားစနစ်တွေကပြန်ပြီးခုခံနိုင်စွမ်းရှိနိုင်ပေမဲ့ Connected Electronic Warfare ကတော့ရန်သူစနစ်ရဲ့အားနည်းချက်ကိုစက်ကပိုင်းအတွင်းရှာဖွေပြီးပုံဖြတ်ပစ်တာမျိုးဖြစ်ပါတယ်။ဒါကပဲမာဒူရိုရဲ့ကာကွယ်တပ်ဖွဲ့တွေဟာကောင်းကင်မှာဘာမှမနေရပဲအမေရိကန်တပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။နံပါတ်2 Digital ခန်းစစ်ကိုထိုးပေါက်ခြင်းတရုတ်နိုင်ငံကမာဒူရိုကိုပေးထားတဲ့ Cyber Security နဲ့စောင့်ကြည့်ရေးကွန်ရက်တွေဟာအမေရိကန်ရဲ့ Cyber Command လက်ချက်နဲ့စစ်ရေးအတွင်းမှာလုံးဝပျက်စီးသွားခဲ့ဟန်ရှိပါတယ် Cyber Command ဆိုတာကတော့အမေရိကန်ရဲ့ Cyber စစ်ရေးဌာနချုပ် United States Cyber Command ကိုရည်ညွှန်းတာပါသူတို့ရဲ့တာဝန်ကတော့အင်တာနက်နဲ့ကွန်ပျူတာကွန်ရက်ထဲမှာအမေရိကန်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့နဲ့လိုအပ်ရင်ရန်သူကွန်ရက်တွေကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်သူတို့ကမာဒူရိုရဲ့အမိတ်ပေးစနစ်တွေကိုဖျက်တောက်တာရုရှားနဲ့တရုတ်ကတပ်ဆင်ပေးထားတဲ့ရေဒါစနစ်တွေရဲ့ software တွေကိုနှောက်ယှက်တာဗင်နီဇွဲလားစတက်ရဲ့ဆက်သွယ်ရေးတွေကိုသုံးမရအောင်လုပ်ပစ်တာမျိုးတွေလှုပ်ဆောင်နိုင်ပါတယ်ဆက်သွယ်ရေးစနစ်တွေပြတ်တောက်သွားတဲ့အတွက်မာဒူရိုရဲ့ကိုရန်တော်တပ်ဖွဲ့တွေဟာထက်ကအမိတ်ကိုမဆောင်နိုင်တော့ပဲဖျို့ဖျဲဖြစ်သွားခဲ့ကြပါတယ်နံပါတ်3စက်ကူဂျာလက်နက်တွေရဲ့လက်တွေ့ဘဝ
ဝေဖန်သူတွေထောက်ပြတာကတော့ရုရှားနဲ့တရုတ်ဟာဗင်နီဇွဲလားကိုလက်နက်တွေရောင်းခဲ့ပေမဲ့အမေရိကန်ရဲ့တကယ်နည်းပညာကိုရှင်နိုင်တဲ့နောက်ဆုံးပေါ်ကုတ်တွေကိုထင်မပေးခဲ့တာဖြစ်နိုင်တယ်လို့လည်းဆိုကြပါတယ်။ဒါကြောင့်မာဒူရိုဟာသူယုံကြည်ခဲ့တဲ့လက်နက်ကြီးတွေရဲ့အကာအကွယ်ကိုမရဘဲအမေရိကန်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ်နိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ချုံငုံတုံးသက်ချက်ကဘာကြီးအတွက်တကယ်စကားမာဒူရိုကိုဖမ်းဆီးလိုက်တဲ့ဖြစ်ရပ်ကဗင်နီဇွဲလားရဲ့အပြောင်းအလဲထက်ပိုပါတယ်မိမိရဲ့အရင်နီးဆုံးမဟာမိတ်ကိုတော့မကာကွယ်ပေးနိုင်ဘူးဆိုတဲ့အချက်ဟာရုရှားနဲ့တရုတ်ရဲ့နိုင်ငံတကာဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေပါတယ်တစ်ဖက်မှာလည်းထရန့်အစိုးရရဲ့လက်ထက်မှာအမေရိကန်ဟာသူတို့ရဲ့စစ်ရေးစွမ်းအားကိုကမ္ဘာကိုပြတ်တက်လိုက်တာဖြစ်ပြီးရုရှားစင်တွေဟာစာရွက်ပေါ်မှာပဲကောင်းတာလို့တည်ပြလိုက်တာပါအမေရိကန်စစ်ဝေကြီးရဲ့စိန်ခေါ်တဲ့စကားဟာရုရှားနဲ့တရုတ်ကိုအရှက်ရစီရုံတင်မကပဲတခြားသောရုရှားလက်နက်ဝယ်ယူထားတဲ့နိုင်ငံတွေကိုပါမင်းတို့လက်နက်တွေကတကယ်ပဲစိတ်ချရရဲ့လားဆိုပြီးတန်တရားဝယ်အောင်လှုံ့ဆော်လိုက်တာဖြစ်ပါတယ်မာဒူရိုရဲ့ဖမ်းဆီးခံရမှုဟာရုရှားနဲ့တရုတ်နိုင်ငံတို့အတွက်တော့သူတို့ရဲ့လက်နက်ရောင်းဝယ်ရေးနဲ့မဟာဗျူဟာမြောက်ကစားကွက်မှာအကြီးမားဆုံးတော်ရှုံးနေမှုဖြစ်ပြီးအမေရိကန်အတွက်တော့နီးပညာဖြင့်အောက်ပွဲခံခြင်းရဲ့ပြည့်ဝတစ်ခုဖြစ်သွားပါတော့တယ်ဒီအခြေအနေကိုကြည့်ပြီးပြည်သက်တွေကိုလည်းမိကုန်းတစ်ခုမေးချင်ပါတယ်အခုလိုအမေရိကန်ကမာဒူရိုကိုထိရရောက်ဖမ်းဆီးပြလိုက်တာဟာရုရှားနဲ့တရုတ်ရဲ့စစ်ရေးဩဇာလက်တင်အမေရိကမှာနေကုန်းချုပ်သွားပြီလို့ထင်ပါသလားဒါမှမဟုတ်ရုရှားနဲ့တရုတ်ကဒီထက်ပိုပြီးပြင်းထန်တဲ့နေပညာသစ်တွေနဲ့ပြန်လဲတုတ်ပြန်လာအောင်မလားပြည်သက်တွေရဲ့အမြင်တွေကိုလည်း comment မှာဆွေးနွေးပေးသွားခဲ့ကြပါအောင်ခင်ဗျာ